အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောမယ့်အားကဘာလဲဆိုတော့အခုကချင်းပြင်းတဲ့မြောက်ပိုင်းတီးတင်မြို့မှာခလာရမှာပေါ့နော်ဒီနှစ်ချိန်တောင်မှလီနဲ့လာချသွားတယ်ဂျစ်ခါကအစလူရင်အားကအစအခုကလေးတိုင်ငင်လန်းတက်လာပြီအဲ့တော့ CDF စီရင်ကထုတ်ပြန်တယ်ခင်ဗျားတို့ကြည့်လိုက်တီဟာဒတ် CNACNF ကတာကျွန်တော်တို့မနှောက်ရှက်ဘူးဆိုလို့ရှိရင်တီးတင်ဆိုတော့ကျွန်တော်တင်းတာတီးတခါတီးဆိုလို့အခုဆိုတော့တလနှစ်လတော့ရှိတော့မယ်တင်းတာကြာပြီရောတီးတင်ကိုချင်းချင်းတော့တင်းတာချင်းချင်းတော့တီးတင်ကိုမတင်းနိုင်အောင် CNA ကအောက်ခြေကလည်းနီးမျိုးစုံနဲ့ control ပြီးမှနီးမျိုးစုံနဲ့စစ်ကောင်စီအလိုကျလုပ်နေတာတီးတင်မျိုးကိုမတင်းနိုင်အောင်ဆိုပြီးမှဟော်ငိုရမ်နဲ့ CNDF ကိုရန်တစ်ဖြစ်အောင်ဒီ CNA ကလုပ်တာနောက်မှဒီမာရာနဲ့ဖက်မှာမာရာအချင်းချင်းဖြစ်အောင်ကမ်ပလက်မှာလဲကမ်ပလက်အချင်းချင်းဖြစ်အောင်ဖန်တီးတာနီမျိုးစုံဖန်တီးတော့အကြားထဲမှာချင်းညီနောင်တို့ရစစ်လည်းမတိုက်ဖြစ်တော့ဘူးချင်းညီနောင်ကဒီပြဿနာတွေပဲစောက်ကြည့်ရင်းနဲ့ချိန်ကကုန်တယ်သူတို့တာ CNACNF တာစစ်ကောင်စီရဲ့အလိုကျကျွန်တော်တို့ကိုချင်းညီနောင်အဖွဲ့ကိုဒီလိုအနှောက်အယှက်မပေးဘူးဆိုတော့ကျွန်တော်တီးတင်မျိုးကတိန်းတာကြာလှပြီတီးတင်မျိုးကစစ်တပ်ကဘလောက်အင်အားမှမရှိဘူးတိန်းတာကြာလှပြီကျွန်တော်ကပြင်ဆင်ပြီးသားလုတ်တော့မယ်ဆိုတဲ့အချိန်မှာနောက်ကနေအမြဲတမ်းနှောက်ယှက်နေတာက CNACNF ပဲအထူးတစ်ဖြစ် CNF ရဲ့အကြံချင်းလန်းကောင်စီဆိုတဲ့နာမည်တတ်ထားတာ CNF ရဲ့အကြံသူတို့မလုပ်နိုင်ဘူးအခုကျတော့စီရင်ဖက်မှာကလေးမျိုးဖက်ကနဲ့တက်လာပြီကဲခင်ဗျားတို့ဘယ်လိုလုပ်မလဲအဲ့ဒါသွားတိုက်မယ်ခင်ဗျားတို့ကအဲ့ခါကျငါတို့ကတဟာတိုက်တယ်ဒီဟာလုတ်တယ်ပါညာပေါ့ပြောကြအောင်မယ်အတော့မယုံဖြစ်သွားမယ်အခုဒီမှာတီးတင်မြို့ထဲမှာလေရင်နှစ်စီးနဲ့လာချသွားပြီးပြီအရင်ကအင်အားထက်အများကြီးဖြစ်သွားပြီအခုကအဲ့ဒီအရာတွေဖြစ်လာအောင်ဘယ်သူဖန်တီးပေးတယ်လဲဆိုတော့ CNACNF ပဲချင်းလဲခေါင်းစီအဖွဲ့ကပဲသူတို့တာဒီလိုမနှောက်ယှက်ဘူးဆိုကျွန်တော်တီးတင်ကိုတိန်းလာကြပြီအခုဆိုတလလောက်ရှိတော့မယ်တိန်းတာအနည်းဆုံးဒါကိုကျွန်တော်တို့ပြောနေတာကျွန်တော်တော်လှန်ရေးလုပ်နေတာဘာလဲပေါ့မနှောက်ယှက်နဲ့လေအမြင်ချင်းမတူဘူးကျွန်တော်တို့မှအလုပ်ချင်းမတူပေမဲ့ထားလိုက်အောင်ကိုယ့်နဲ့ကိုအဖွဲ့အစည်းလိုက်အမြင်မချင်းမတူဘူးမင်းလည်းချင်းမငါလည်းချင်းမထားလိုက်မင်းတိုက်တဲ့လူကတိုက်ပါငါတို့မနှောက်ယှက်ဘူးငါတို့တိုက်လည်းမနှောက်ယှက်နဲ့တိုက်ပါတိုးတော့ငါတို့ရဲ့နောက်ဖက်မှာထွက်လာနိုင်တဲ့အရာတွေခင်ဗျားတို့တိုက်ပါကိုယ့်ရဲ့ညီကိုတွေခင်ဗျားတကယ်ချင်းငါတို့တီးတင်တိုက်မယ်ဆိုလို့ရှိရင်ဟာခါဖက်မှာထန်တလာနဲ့ဟာခါချာကတက်စခန်းတွေပိုက်ကလေးတီးလေးတွေရှိတယ်ဟာခင်ဗျားတို့တိုက်ပါလားတာရူလည်းခင်ဗျားတို့မတိုက်ဘူးချင်းညီနောင်တွေကတီးတင်ကိုတိုက်ပြီးမှနောက်ထပ်ချင်းပြည်နယ်ရဲ့နောက်ဆုံးလှိုင်းဆိုတဲ့စကားလုံးနဲ့ချင်းညီနောင်ကတွာလာတဲ့အခါကျတော့ခင်ဗျားတို့အရန်ကြောက်ပြီးမှအဖြက်စီးပြီးမှအမျိုးလှုပ်လိုက်တော့အခုကကြည့်တီးတင်မျိုးမှာလည်းအင်အားကအရင်ကထက်အများကြီးဖြစ်လာပြီအခုက view ဟာအဆင့်ရောက်လာပြီဒါ CNACNF တို့ရဲ့နှောက်ယှက်မှုတော့ကြောက် CNACNF တို့ရဲ့မနာလိုမှုကြောင့်စစ်ကောင်စီနဲ့အောက်ခြေမှာပူးပေါင်းပြီးမှစစ်မတိုက်ဘဲနဲ့ဒီအလုတ်ကိုလုတ်တဲ့လူတွေကိုအနုနီးနဲ့ဖြိုခွဲလိုက်တာ CNACNF ကCNACNF တာဒီလိုမလုပ်ဘူးဆိုလို့ရှင်အခုကျွန်တော်တီးတင်မျိုးကိုတိန်းတာ2လ3လမကဘူးရှစ်တော့မှာအဲ့ဒါကျွန်တော်ပြောပါခင်ဗျားတို့နားတလားခင်ဗျားတို့ CNACNF ထောက်ခံနေတဲ့လူခင်ဗျားတို့ဦးနောက်ရှင်တွေးပါစဉ်းစားပါအခုတိုင်ရင်လမ်းရောက်လာတဲ့တပ်ဖွဲ့ဝင်တွေရောချင်းလန်းခေါင်းစီကနေတိုက်မလားမတိုက်ဘူးလားဆိုတော့ကျွန်တော်ကြည့်မယ်မင်းတို့တိုက်ပြီးမှဘလို့အခြေအနေရောက်လာမယ်ဆိုတာ
မင်းတို့တိုက်ရင်တော့ဂျေစုပေါ့တိတင်ပြမဝင်လာအောင်တွန်းစာပြမဝင်လာအောင်မင်းတို့တိုက်ရင်တော့ဂျေစုပဲငါတို့ကြည့်ကြတော့ပေါ့အခုဆိုအရင်ကလိုမျိုး PDF Zoland တို့ CNDF တို့မခေါ်နဲ့တော့ဟိုတခါလဲ CNDF ကတဖက်မှာမင်းတို့ကူညီပြီးမှစစ်တိုက်တယ်တဖက်မှာဒီမှာ CNDF ကလေးနဲ့ဟိုဘက်မှာ in အားတွေဒီလောက်တုံးနေတဲ့အချိန်မှာခင်ဗျားတို့စိန်ခေါ်ပြီးမှဟော်ငိုဘရနဲ့ပြဿနာရှာ CNDF အားနဲ့ချက်ရှိတဲ့အချိန်မှာခင်ဗျားတို့က CNDF ကိုတိုက်ပြီးမှဟာလားအမျိုးမျိုးလုံနေတယ်ငါတို့လည်းပညာရလှပြီ CNF ရဲ့ဦးနောက်ကစစ်ကောင်စီလိုကောက်ချစ်ရုပ်မာနေတဲ့ဦးနောက်နဲ့ကျွန်တော်တို့အမြဲတမ်းလုံနေတယ်ငါတို့အကောင်းကောင်းသဘောပေါက်လာပြီအခုကငါတို့မြေပြင်မှာမဟုတ်တဲ့လူတွေတော့မကောင်းကောင်းနားလဲတယ်ဆိုလို့ရှိရင်မြေပြင်မှာရှိတဲ့လူတွေဆိုပိုလို့တောင်နားလဲတယ်မင်းတို့ CNF ရဲ့ဦးနောက်နဲ့ချင်းလန်းကောင်စီလဲပေါ်ပေါက်လာတယ်ချင်းအစိုးရဆိုပြီးမှအမျိုးမျိုးဖွဲ့လာလဲ CNF ရဲ့ဦးနောက်နဲ့ခင်ဗျားတို့တွားနေတယ် CNF ကခင်ဗျားတို့ချီစားဆိုရင်စားမဲ့ကောင်တွေချီပဲရှိတယ်ရိုင်းပြောမယ်ခင်ဗျားတို့စိတ်မဆိုးနဲ့ကျွန်တော်ကဘာဖြစ်လို့ဒီလိုပြောတယ်လဲဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့လုံရက်တွေသစင်ပြီးသစင်ခင်ဗျားတို့ရဲ့ပြောဆိုမှုခင်ဗျားတို့ရဲ့အခြေအနေကိုတုံးတက်ပြီးမှကျွန်တော်ကပြောတာခင်ဗျားတို့ဘာမှမပြောဘဲနဲ့ကျွန်တော်မပြောဘူးခင်ဗျားတို့ချင်းလက်ခေါင်စီကလူကြီးတွေကိုယ်တိုင်ပြောတဲ့စကားလုံးတွေကမပြောနဲ့ပိုးတာဆေးလောင်းချိုင်တော့မတင်နိုင်ဘူးအဲ့စကားလုံးတွေကတကယ်ချင်းပြည်နယ်ရဲ့ history တမိုင်းမှာပေါ်မဲ့စကားလုံးတွေချီပဲခင်ဗျားတို့ကပြောတာကျွန်တော်တို့ကတာမန်လူမင်းတို့ကတာမန်လူမဟုတ်ဘူးမင်းတို့ကလူကြီးလူကောင်းတွေပညာတတ်ပါရဆိုတဲ့လူရဲ့စကားကတကယ်ကိုချင်းပြည်နယ်ကိုတတ်တဲ့အစိတ်ဖြစ်နေတယ်ချင်းလူမျိုးတွေကိုမစီလုံးအောင်ဖြည့်စည်းနေတဲ့အစိတ်ပင်ဖြစ်နေတယ်အစိတ်တီးဖြစ်နေတယ်အစိတ်ရည်ဖြစ်နေတယ်ချင်းပြည်နယ်ကိုအစိတ်တင်အောင်ခင်ဗျားတို့ကကိုယ်တိုင်ကလုပ်နေတာချင်းပြည်နယ်အခုကကျွန်တော်ပြောမယ်လူငယ်တွေကငါတို့စောတကတက်လို့ငါတို့စကားနာမထောင်လို့မပြောနဲ့မင်းတို့ကိုတိုင်ကမလုတ်ချင်တဲ့ဟာမလုတ်နိုင်တဲ့အရာကိုခမရတော့လုတ်ချင်ပြီးလုတ်ဖို့စ조사နေတာနာမည်ရချင်စောနဲ့အဲ့တော့ခမရတော့မလုတ်လာနိုင်တဲ့အခါကျတော့အကြောင်းပြချက်မျိုးစုံပေးလူငယ်တွေကိုပြစ်ဖို့ငါပြောပြမယ်ခမရသားသမီးရဲ့စကားကိုနားမထောင်ဘဲနဲ့ခမရရဲ့စကားကိုသားသမီးကနားထောင်ပါစေလို့မပြောနဲ့တာဟာကပနိုင်ငံမှာမရှိဘူးတိုးတက်တဲ့နိုင်ငံမှာခမရဒီမိုကရေစီနိုင်ငံလို့ဖက်ဒရယ်လို့ဘာလို့ညာလို့ရှောက်မပြောနဲ့အာဏာရှင်နိုင်ငံမှာပဲရှိမယ်ငါစကားနားထောင်ငါမိကောနာခံဆိုတာကစစ်အာဏာရှင်မှာပဲရှိတယ်အာဏာရှင်မဟုတ်တဲ့နိုင်ငံမှာကိုသားရဲ့သားသမီးရဲ့စကားကိုမိဘကနားထောင်ပေးတယ်လို့မိဘရဲ့စကားကိုသားသမီးကနားထောင်ပေးရတယ်အပြန်လှန်စစ်တပ်မှလည်းဒီလိုပဲဘီတူစကားကိုစစ်တပ်ကနားထောင်ပေးတယ်စစ်တပ်စကားကိုဘီတူကနားထောင်ပေးတယ်အပြန်လှန်ပဲချင်းလန်းခေါင်စီရဲ့လူကြီးတွေမင်းတို့ပညာဆိုတဲ့ပညာကကျန်းစာကြောင်းဆင်းတွေပါညာတွေပေါ့ဒါမဲ့ခမရတို့ကတကက်လက်တွေ့ကြဒီမိုကရေစီလွတ်လပ်တဲ့နိုင်ငံမှာတကက်မိသားစုနဲ့ပေါက်ဖွာလာတဲ့အစ်စ်မဟုတ်ဘူးဖိန်ကောင်းရပြီးမှချင်းပြည်နယ်ပဲခမရတို့လိန်ညာပြီးမှလှည့်စားလို့ရရင်ရမယ်ကဘာကြီးလှည့်စားလို့မရဘူးခမရတို့ရဲ့လုံရက်တွေကျွန်တော်ကောင်းကောင်းနားလဲတယ်တပေါက်လို့ကျွန်တော်ဝေဖန်တာကျွန်တော်ဝေဖန်လာမှတွေးခွေးတယ်လို့ပြောင်းပြန်တဲ့ခမရတို့လာပြောတယ်ရတယ်ပြောကြပါကျွန်တော်တို့ကတော့တဲတဲ့အဖြစ်မမှန်ဘူးဆိုမမှန်ဘူးလို့ပြောမယ်ငါတို့လည်းအနေခံဘဝကနဲ့တက်ရှင်လာတော့နောက်ထပ်ငါတို့ရဲ့လူမျိုးကိုလည်းဘယ်သူမှအနေမခံစေချင်ဘူးโอเค